ယောက်ျားထုသူကသူ့ရဲ့မျက်စိမြင်တဲ့ဇနီးကိုမင်္ဂလာနှစ်ပတ်လည်နေ့မှာမတော်တဆဖြစ်မှုပုံစံမျိုးနဲ့တတ်ဖို့စီစဉ်ထားပါတယ်။သူတို့မင်္ဂလာဆောင်တပ်ပုံကြီးနောက်မှာတေးစီနေတဲ့ထောင်ချောက်တစ်ခုကိုရရက်ဆက်ဆက်ပြင်ဆင်ထားတယ်။ဇနီးထီသူကဓာတ်ပုံပေါ်ကအဝိတ်ကိုဆွဲဖယ်လိုက်တာနဲ့နောက်ကနေရန်တရားကအလုတ်လုတ်ကြီးချွန်ထက်တဲ့လန်ကထိုးဖောက်တတ်ပြမှာပါတယ်။တကယ်တော့ယောက်ျားကသူ့ဇနီးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုအလွယ်တကူယာယူပြီးသူ့ရီစားနဲ့အတူဇင်ကြကြနေထိုင်မှုတွေတတ်ချင်တာပါ။ဒါပေမဲ့သူ့ရဲ့ဒီပူပေါင်းကြံစည်မှုအပြည့်နဲ့အစီအစဉ်ကိုဇနီးထီသူကကြိုတင်သိရှိနေပြီဆိုတာကိုတော့သူဘယ်လိုမှမသိလိုက်ဘူး။ဖြစ်ချင်တော့မနေ့ကပဲဇနီးတဲ့ရဲ့မျက်စိကရုတ်တရက်အမြင်အာရုံပြန်ရလာခဲ့တာပေါ့ဒါပေမဲ့သူမျက်လုံးဖွင့်လိုက်ပြီးသူရှေ့ကဘူဖြန့်ကိုမြင်လိုက်ရတဲ့အခါမှာတော့တော်တော်လေးကိုတုံ့လှုပ်သွားခဲ့တယ်သူယောက်ျားနဲ့သူရီးစားတို့ကသူ့ကိုတတ်ဖို့အစီအစဉ်ကိုရေးထားတာကိုသူ9နှစ်လုံးသူ့ရဲ့ဘဝလက်တွဲဖို့အထိယုံကြည်ခဲ့ရတဲ့ဒီလူကသူ့အသက်ကိုတကယ်တမ်းယူဖို့ကြံစည်နေတယ်ဆိုတာကိုသူယုံကိုမယုံနိုင်ဘူးဖြစ်နေခဲ့တယ်အဲ့ဒီအခါကျမှဇနီးထစ်သူကတစ်နှစ်အရင်ကသူ့ကိုမျက်စိမမြင်အောင်ထစ်စေခဲ့တဲ့မတော်တဆမှုကလည်းတာမန်မတော်တဆမှုတစ်ခုမဟုတ်ခဲ့ဘူးဆိုတာကိုနောက်ဆုံးမှနားလည်သွားတယ်အဲ့လာတွေအားလုံးကလည်းသူ့ယောက်ျားရဲ့စနစ်တကျစီစဉ်ထားတဲ့အကြံစီထဲမှာပါဝင်ခဲ့တာပါသူဇနီးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသူ့နာမည်ကိုဖြည်းဖြည်းချင်းလွှဲပြောင်းနိုင်ဖို့အတွက်အရာအားလုံးကိုလုပ်ခဲ့တာပါနောက်ဆုံးမှာတော့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာသူ့ကိုမတော်တဆသေဆုံးမှုပုံစံမျိုးဖန်တီးပြီးသူ့လမ်းကနေထာဝရအဖယ်ရှားပစ်ထိုးပါပဲသူ့ယောက်ျားရဲ့အကြံစီအားလုံးကိုတီးသွားပြီးတဲ့နောက်မှာတော့ဒီအမျိုးသမီးဟာအတွင်းထဲကနေပြိုလဲကျခဲ့ရပါတယ်ဒီချိန်မှာပဲသူ့ယောက်ျားနဲ့ဖောက်ကြံနေတဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းလေးကအခန်းထဲကိုရောက်လာခဲ့တယ်သူမှကြောက်လန့်နေလားကိုမြင်တော့မျက်စိပြန်မြင်သွားပြီလားဆိုပြီးထိတ်လန့်သွားတယ်ဒါနဲ့သူကမြန်မြန်ဆန်ဆန်ပဲနေမြင်ရလာလို့မေးလိုက်တယ်ဒါပေမဲ့အမျိုးသမီးကပြန်မဖြေရထိတ်ခဲ့မှာပဲယောက်ျားကလည်းအခန်းထဲရောက်လာပြီးသူ့တငယ်ချင်းလေးကိုရုတ်တရက်ဆွဲဖက်လိုက်တယ်ဇနီးဖြစ်သူကချက်ချင်းနားလည်လိုက်တယ်သူမျက်စိပြန်မြင်နေပြီဆိုတဲ့လျှို့ဝှက်ချက်ကိုသူတို့သာတိသွားရင်သူ့ကိုချက်ချင်းတက်ပစ်တော့မှာဒါကြောင့်သူကမျက်စိမမြင်ဟန်ဆောင်နေတာကိုဆက်လုပ်ခဲ့ပါတယ်ဒါပေမဲ့တငယ်ချင်းလေးကတော့တန်တရားဖြစ်နေပြီဒါကြောင့်အခုဒီအမျိုးသမီးကတကယ်ပဲမျက်စိမမြင်တာလားဟန်ဆောင်နေတာလားဆိုတာသိရအောင်ယောက်ျားကချွန်ထက်တဲ့စားပွဲတဲ့မီးအိမ်တစ်ခုကိုယူပြီးသူ့မျက်လုံးသားကိုအရန်နီးကတ်စွာကတ်လိုက်တယ်သူ့ကို6လန့်ဖို့ပေါ့ဒါပေမဲ့အမျိုးသမီးကတော့လုံးဝတင်းကင်နေပြီးလှုပ်တောင်မလှုပ်ခဲ့ဘူးတငယ်ချင်းလေးရဲ့ထန်တရားကတော့ပျောက်မသွားသေးဘူးဒါကြောင့်သူကပိုးပြီးအန်ဒီရဲများတဲ့စမ်းသပ်မှုကိုလှုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူ့လက်ထဲမှာဆာလာဖူရစ်အက်ဆစ်ပလင်းတပလင်းကိုကင်ပြီးကဲမင်းစင်းခတ်ရအောင်လို့ဖျောက်လိုက်တယ်ဒါကိုမြင်တော့အမျိုးသမီးကထိတ်လန့်တုန်လှုပ်သွားပြီးရုတ်တရက်မတက်ထက်လိုက်တယ်အဲဒါကြောင့်သူ့လက်ထဲကဆာလာဖူရစ်အက်ဆစ်ပလင်းကပြုတ်ကျပြီးကွဲသွားလေဒါကိုမြင်တော့ရီးစားဖီသူကဒေါသတကြီးနဲ့ယူသွားတော့မတက်ပဲအမျိုးသမီးကိုပြင်းပြင်းထန်ထန်ရိုက်ဖို့လက်မြောက်လိုက်တယ်ဒါပေမဲ့ယောက်ျားကသူ့ကိုတားပြီးအချိန်တန်တဲ့အခါသူ့ကိုသူတို့လမ်းကနေဖယ်ရှားပစ်မယ်လို့ရှင်းပြတယ်အဲ့ဒီချိန်မှာအမျိုးသမီးကသူတို့ကိုအခန်းထဲကနေထွက်သွားအောင်လင်းပြီးသူ့အရန်ရေးစားနေလို့ရေးလို့ချင်းလို့ပြောလိုက်တယ်သူတို့နှစ်ယောက်အပြင်ထွက်တာနဲ့အမျိုးသမီးကတယောက်ကိုစားဖို့ပြီးအကူညီတောင်းဖို့သူ့ဖုန်းကိုမြန်မြန်ဆန်းဆန်းရှာဖွေတော့တာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူ့ယောက်ျားကနောက်ကနေရုတ်တရက်ပေါ်လာခဲ့တယ်သူ့ကိုမြင်တော့အမျိုးသမီးကကြောက်သွားပြီးသူ့ဖုန်းကိုကျန်းပင်ပေါက်ကိုချက်ချင်းပစ်ချလိုက်တယ်ယောက်ျားကဖုန်းကိုကောက်ယူပြီးတန်တရားဖြစ်တဲ့လေးထက်နဲ့ဖုန်းနဲ့ဘာလုပ်နေတာလဲလို့မေးလိုက်တယ်ဒါပေမဲ့ဇနီးကအခြေအနေကိုလင်းမြန်စွာထိန်းချုပ်ပြီးမက်ဆင်ရှာနေတာလို့လင်ဖြုတ်လိုက်တယ်ကန်ကောင်းစွာနဲ့ပဲအဲ့ဒီချိန်မှာဖုန်းပိုက်ချီကကုန်နေပြီဖြစ်တာကြောင့်ယောက်ျားဖြစ်သူကသူပို့လိုက်တဲ့စာကိုမမြင်လိုက်ရဘူးနောက်တနေ့မှာတော့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့နောက်ဆုံးတော့ရောက်ရှိလာခဲ့တယ်ယောက်ျားဖြစ်သူကချိုးသားတဲ့ပုံစံနဲ့သူကအပြင်းစင်အားလုံးကိုသူ့ဇနီးရဲ့စိတ်ကြိုက်ပြန်ဖန်တီးထားတာဖြစ်ပြီးအဲ့ဒီမှာချိတ်ဆွဲထားတဲ့မင်္ဂလာဆောင်တပ်ပုံကြီးကိုလည်းသူ့လက်ရနဲ့သူကိုယ်တိုင်ရေးဆွဲထားတာပါလို့ပြောလိုက်တယ်ဒီစကားတွေအားလုံးကိုကြားလိုက်ရတဲ့အခါဇနီးဖြစ်သူဟာဒေါသတွေပြည့်နေသွားတယ်ဘာလို့လဲဆိုတော့ဒီလာပါတဲ့အပြင်စင်နောက်ကွယ်မှာအန်ဒီရဲ့ညားတဲ့ထောင်ချောက်တစ်ခုပုံကွယ်နေတယ်ဆိုတာသူသိနေခဲ့တာကိုကဲနောက်ပါရီစဖြစ်မလဲသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ခဲ့ပါဦးနော်